26ဒီနေ့လာနေအာယုဥရှိတော်ကြီးအစီအစဉ်အစပြုဖို့ပဏာမကျောင်းသားတစ်ပတ်ဖတ်ပြပါမယ်။ရှင်လူကာခရစ်ဝင်အခန်းကြီး22အငယ်46တစ်ပတ်ဖြစ်ပါတယ်။တင်တို့သည်အဘယ်ကြောင့်အိပ်ပျော်ကြသနည်း။ထကြစုံစမ်းနှုတ်ရှိခြင်းနှင့်ကင်းလွတ်မည်အကြောင်းဆုတောင်းကြလော့ဟုမိန့်တော်မူ၏။ဆုတောင်းကြပါစို့။ကောင်းကြီးမူ၌ရှိတော်မူသောအဖမြတ်စွာသောဘုရားခင်လူလောကကြီးမှာအသက်တရားမနေရပေမဲ့အမှုတရားနဲ့တွေ့ကြုံရသောကြောင့်ထိုကဲ့သို့စာတန်ဒီဟောက်တော်ခြင်းတကယ်သို့အမျိုးဖြစ်စီဖို့ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့ဒီအိမ်မပြောဘဲတတိရှိတဲ့အကင်းပါတဲ့ကျူတင်ကာကွယ်ဆောင်ရှောက်ခြင်းအပြင်ဘေးအန္တရာယ်အမျိုးမျိုးကလွတ်မြောက်စေဖို့ရာတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်တို့အားလမ်းပြကောင်းကြီးပေးပြုပြင်ပုံသွင်းပါမည်အကြောင်းမနစ်ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်တော်မူသောကျွန်တော်တို့ရဲ့ကေတင်မရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယူသည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်အတူတကွဤနေ့နာနဲ့အစီအစဉ်ကိုကိုရှင်လက်တော်ထဲသို့ဆုတောင်းဆက်ကပ်အနံ့ကြပါရပါဗျာအာမင်ဓမ္မတခြင်းအမှ259ယုံကြည်ခြင်းတိုက်မြစ်စုံစမ်းနောက်ဆက်ခြင်းမိထဲကိုရှောက်သွားရပြီမယ်တဲ့လုံလောက်စွာဘုရားသခင်ယေရှုပြုခြင်းပေါ်လာမယ်ဤသို့ဖြစ်ပေါ်ကျွန်တော်တို့အမြဲတမ်းတတိရှိပြီးတော့ဆုတောင်းနဲ့ပြင်ဆင်ဖို့ဒီတခြင်းလေးကိုအတူတကွဘုရားရဲ့နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းဖြင့်အစဉ်တစိုက်ခရစ်တော်ကိုအားကိုးလက်လိုက်နာနိုင်ဖို့ဆုတောင်းဆက်ကပ်တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့Bye.
နှုတ်ကပတ်တော်ကခရစ်တော်ဒီသူ့ရဲ့တပည့်တော်များနဲ့အတူတွားတဲ့အခါမှာတနည်းအားဖြင့်လောကကြီးအတွက်တလောကလုံးအတွက်ကယ်တင်ခြင်းအမှုကြီးကိုပြုလုပ်မယ်ဆိုတဲ့အချိန်မှာအဖို့ခါတွေအများကြီးပေးရမယ်အပြစ်လုံးဝမရှိတဲ့သခင်ခရစ်တော်ဒီတလောကလုံးရဲ့အပြစ်ကိုယူဆောင်သွားရမယ်အဲ့ဒီခါမှာတော်တော်ကြီးကိုလူစားတိအနေနဲ့စိတ်ပင်ပန်းခြင်းရှိတယ်ခံစားရမယ်ဒါကြီးကိုကြော်လွှားနိုင်ဖို့စစ်တောင်းတယ်သူအားကိုးရတဲ့တပည့်တော်တုံးကခေါ်သွားတဲ့ခါမှာသူတို့ကလည်းအိပ်ပျော်နေတွေ့တဲ့ခါမှာသူတို့စိတ်မကောင်းဖြစ်တယ်အဲ့ဒီခါမှာဘာကြောင့်အိပ်ပျော်တယ်လဲအိပ်ပျော်ရဲဆိုတာကတတိမရှိတာတကယ်လို့အိမ်မှာတခိုးလာမယ်ဆိုတာသိရင်မအိပ်ပဲစောင့်ရမယ်အိပ်ပျော်သွားရင်တော့တခိုးကိုယူသွားမှာပဲအလားတူပဲဒီနေ့ကျွန်တော်လောကမှာအသက်ရှင်တဲ့ခါမှာဒီတဘာဝဘေးကြီးတွေရလဲကျွန်တော်တို့တတိလစ်တာနဲ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုဝါမျိုးသွားနိုင်တယ်ဒါနဲ့ပတ်သက်ပြီးသူတွေနွေရသည်ရောက်လာတဲ့အချိန်မိုးရသည်ရောက်ဝင်လာပြီးတော့နော်ဘုရားကျေးဇူးတော်ပဲနွေသိမ့်မရှိလိုက်ဘူးမိုးရွာလဲရွာလိုက်နဲ့အခုမိုးတော့မိုးဝင်လာပြီဆိုတော့ရေကြီးခြင်းတစ်ခုတော့တတိထားမယ်ဒါပေမဲ့ဒီကြားထဲမှာလည်းမိုးအနည်းတိုင်းမရွာပဲတိတ်ပူတဲ့အခါမှာမီးမပုတ်စားဘူးအမှန်အရေးကြီးပါတယ်မီးကလည်းလောင်ကျွမ်းသွားပြီဆိုလို့ရှိရင်အကုန်ပြောင်းတာပဲကျွန်တော် Los Angeles မီးလောင်တဲ့တည်င်းတော့လက်ကြောင်သွားပြီဆိုတော့ကျွန်တော်တိတ်ပြီးတော့တတိမမူမီးလိုက်ဘူးဒါပေမဲ့အဲ့လိုမီးကြီးလောင်သွားတဲ့အခါမှာတချို့ကွက်ပြီးတော့တအိမ်နေကြံခဲ့တာတွေ့ရတယ်။ဘာကြောင့်ကြံခဲ့လဲလို့မေးရင်အဲ့ဒီအိမ်ကပြင်ဆင်ထားတယ်။သူတို့သိတယ်မီးရလောင်လို့ရှိရင်အေးတဲ့နေရာရောက်ရင်ဒီကြော်သွားမယ်ဆိုတော့သူကဒီဆက်လေဝယ်ထားတယ်။တခါလေးမီးကြီးလာပြီးသူသိတယ်အဲ့ဒီချိန်မှာသူ့အိမ်မှာအဲ့ဒါလေးဖွင့်ထားပြီးတော့အိမ်ကိုမီးရေလောင်းပြီးတော့သူထွက်သွားတဲ့အခါမှာတကယ်ပဲသူတို့နေရာရောက်တဲ့အခါကွင်းပြီးတော့ကြော်သွားပြီးတော့တခြားနေရာလောင်သွားတယ်။ဒီနေ့အဖြစ်တဘာဝဘေးဒဏ်ကိုအကင်းပါစွာဖြင့်သူတို့အောင်မြင်ကြော်သွားနိုင်တယ်ဆိုတော့တွေ့ရတယ်။အဲ့ဒီလိုကျွန်တော်လည်းတတိချကြမယ်။ဥမာအခုဆိုရင်ကျွန်တော်ဖြစ်နေတာကတခါလေခဏဖြစ်တယ်။မီးမလာတဲ့အချိန်မှာမီးပိတ်ဖို့မြင်သွားတယ်။အဲ့ဒီခါမီးလေးလာရောက်ရှက်ဖြစ်ပြီးလောင်ကြတာအများကြီးဖြစ်တယ်။ဒါမီးကိုမပေါ့နဲ့တဲ့
မိပေါ်စားလို့ရှိရင်မိကကိုပိုင်ဆိုင်မှုတွေအားလုံးနောက်ဆုံးအသက်ကိုတော့ယူသွားနိုင်တာယူသွားနိုင်ပါတယ်ဒါဒီကနေ့ဒီလိုအချိန်မှာကျွန်တော်ကပို့ပြီးတော့တတိရှိပြီးတော့အဲ့လိုတတိရှိနဲ့မအိပ်ပဲနဲ့မအိပ်နေဆိုတာအဲ့ဒီဘက်ကဂိမ်းဆိုင်ပြီးတော့တတိချပြီးတော့အကင်းပါပြီးတော့ပြင်ဆင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီတဘာဝအန္တရာယ်နဲ့ဖြစ်သွားတယ်ဒါတဘာဝအန္တရာယ်ကိုကျော်လွှားသွားနိုင်တယ်တဘာဝအန္တရာယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကစနစ်ကျထိမ့်သိမ့်မယ်ပြင်ဆင်မယ်ဆိုလို့ရှိရင်ကျော်ဖြစ်လာမှာမဟုတ်ဘူးဘုရားသခင်ပေးထားတဲ့တဘာဝကြီးကိုကျွန်တော်တို့ကစီးမရှိကမ်းမရှိသုံးခဲ့သောကြောင့်လွတ်ခဲ့သောကြောင့်ရာသီဥတုဖောက်ပြန်တဲ့ဥစုံတော်တွေပောက်ပြီးတော့ကျွန်တော်တို့ကယောဂတွေအမျိုးခံစားရတယ်ဒါတွေအားလုံးကိုဘုရားသခင်ကလူတွေကတော့ဟာကျွန်တော်တို့ဘာကြောင့်များဖြစ်တယ်လဲအပြည့်တင်ကြောင့်လားအမျိုးမျိုးပြောကြတယ်တကယ်စဉ်းစားကြည့်ရင်တော့တိတိကျကျကျွန်တော်တို့အကင်မပါကြဘူးမပြင်ဆင်ကြတော့ကြောင့်ထိုကဲ့သို့ဖြစ်ခြင်းဖြစ်တယ်ဒါကြောင့်အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တတိရှိဖို့အမှန်တရားရေးကြည့်ပါလေပြီးတော့မှထကြနုကြကြထထကြကြပေါ့နော်အဲ့ရနုကြမတက်ကြသေးဘူးခဏလေးမိမ့်ပြီးထပြီးတော့ထပါဒီနေ့ကျပြန်ကြည့်ရင်နော်ကျွန်တော်တည်ယူလူမျိုးတွေကိုသင်္ကန်းစာရေးစရာတခုပေါ့လေအဲ့မှာကျွန်တော်နားလည်ရမှာတော့ပြည်ကြီးအဲ့ဒီသူတို့နေတဲ့ပြည်နဲ့သူတို့လူမျိုးတွေကိုခွဲခြားဖို့ဗမာပြည်မရှိတဲ့မြန်မာနိုင်ငံမှာမွေးတဲ့ဒီလူတွေကလည်းဗမာပြည်အကျိုးအမြဲတမ်းကြိုးစားဆောင်ရွက်တဲ့အပြင်သူတို့ဘာလုပ်တတ်တယ်ဆိုမနေ့အစိုးရချပြီးတော့နော်ကျွန်တော်တို့အိပ်ပျော်တဲ့အချိန်မှာဖြောင်းရင်ဖန်ဆင်းရတဲ့နာနဲ့လီပြီးလီကြီးလီတန်းကိုရှူပြီးတော့ပန်းကြံနေစီပန်းကြံနေရှိသူတို့တွေပဲများတယ်ဒီချိန်ကနေလှုပ်တယ်ကူကကျက်မှရဲ့အတွက်တော့နေအောင်ကြီးခံတယ်ကျွန်တော်အမေရိကရောက်တယ်လေဒီလိုပဲမနေ့အစိုးရသူကဆူတောင်းဖို့ခေါ်တဲ့အခါမှာဘာမှလဲဆိုတော့စားတော့ဆိုင်မှာစားတော့ဆိုင်မှာဆူတောင်းလာဆိုမနေ့အစိုးရသူလမ်းရှားပြီးတော့မှပြီးအဲ့ဒီချိန်မှာစုပြီးတော့ဆူတောင်းပြီးသူတို့ဘာလို့ကြလဲဆိုစားတော့ကြတယ်မနေ့စောစားတော့ပြီးတော့သူတိုင်ပင်ကြတယ်စီးပွားရေးစားတဲ့ဖြစ်ဝိရိယရှိတော့ကြောင့်ဝိရိယအကျိုးကိုသူတို့ခံစားရတယ်ရောက်တဲ့နိုင်ငံတိုင်းမှာကျွန်တော်တို့ရဲ့ညစီအရေးပြက်ခံအိတ်မနေ့ဆုံးမထဖျောင်းရင်ပြီးတဲ့တန်းရှင်းတဲ့လေမရှိဘူးဖျောင်းရင်ပြီးတဲ့နေအောင်ချီကိုမယူအဲ့ဒီလိုဖြစ်တော့ကြောင့်ကျွန်တော်ကအတက်လည်းသိမရှိကြဘူးစက်မကြီးလည်းချွတ်တက်ကြတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဖျောင်းရင်ပြင်ဆင်ထားတာအဲ့ဒီလူငါဖြစ်တတ်တဲ့စုံစမ်းနှောက်ယှက်ခြင်းစုံစမ်းနှောက်ယှက်ခြင်းဆိုတာကလူတွေကတဘာဝဖြစ်တယ်လို့ပြောကြမယ်တဘာဝကိုကျွန်တော်တို့ကအကင်းပါပြီးတော့ပြင်ဆင်ကြရပြီစီတာကြုံလွှမ်းနိုင်ပါတယ်ဥပမာကျွန်တော်တို့ကိုဗစ်ဖြစ်တဲ့အချိန်မှာနိုင်ငံတော်အစိုးရတေးချစီတာပြီးတယ်ဟိုတယ်တွေမှာကောင်းနေရတယ်ကျွန်တော်တကယ်ချင်းတချို့အမေရိကလာတော့ဟာမင်းတို့တိုင်းပြည်စနစ်ကလည်းကောင်းလိုက်တာကွာဟိုတယ်မှာကောင်းထားတယ်ကောင်းဘာစားချင်လဲတခါလေးပြီးဟိုတယ်ကြနေတာပဲတဲ့မင်းတို့စေုံနေရအဲ့လိုစီတာပြီးတော့ကြောင့်ကျွန်တော်မှာအသေးပြောက်အများကြီးအဖိစီနေပြီးတော့မှဒါဒီခရကာလနာဘောနော်ဒါကြီးကြော်သွားနိုင်တယ်တဘာဝတွေလည်းဒီလိုပဲစီတာနိုင်ပါတယ်ဒါကျွန်တော်အရေးကြီးတာကကျွန်တော်တိုင်းသူပြည်သားတွေအကင်းပါပြီးတော့ဝိရိယရှိပြီးတော့မအိပ်ဘဲနဲ့ကျူးသောမှုအမှန်အရေးကြီးတယ်အဲ့ဒီအပြင်အဲ့ဒီစုံစမ်းတဲ့ရှင်နဲ့ကင်းလို့မြအကြောင်းဖယားသခင်လည်းအားကိုးလို့ရတယ်ဆုတောင်းခြင်းအပြင်ကျွန်တော်အောင်မြင်နိုင်တယ်ဆုတောင်းခြင်းဒီလေအင်မတန်မှတကူကြီးတဲ့လက်နဲ့တကူဖြစ်တယ်ကျွန်တော်တို့တချို့ဖတ်ဘူးလည်းပါလိမ့်မယ်ကျွန်တော်ပြောပါတယ်ခဏကပြောရတဲ့တယ်ဒီကယ်လီဖိုးနီးယားဒေသမှာကျွန်တော်ကယ်လီဖိုးနီးယားဒေသရောက်တဲ့ခါဒီရေလောင်ထားတဲ့ခါလေးတို့ရေရှားလာတဲ့အချိန်ကြရေချိုးတာတတိရေနဲ့ချိုးပဲချိန်ချိုးဗမေရေမလောင်ရဘူးရေချိုးပြီးလက်စီရှိတယ်အဲ့ဒီရေနဲ့လောင်စားသွင်းသူတို့စီကာနဲ့ထိမ့်သိမ့်မိကြတယ်အဲ့ဒီခါမှာအများကြီးသူတို့ကာကွယ်ခြင်းအနေကလွတ်မြောက်ခြင်းသူတို့ရရှိကြတယ်အဲ့လိုဖြစ်တဲ့အချိန်မှာအသင်းတော်တွေကဆုလက်တောင်းကြတယ်
စီကံလည်းရှိတယ်စိတ်လည်းတောင်းတယ်တဖြည်းဖြည်းနဲ့အသိတော့မှာရာသီတို့တိတ်ပူလာတော့ကြောင့်စိတ်တောင်းနေလို့နေလာတယ်ဒါနဲ့တင်းစရာအားမရှိအိမ်လိုက်စိတ်တောင်းပြီးတယ်စိတ်တောင်းတဲ့အခါမှာတအိမ်ရောက်တော့စိတ်တောင်းနေတဲ့အချိန်စိတ်တောင်းပြီးတော့တင်းစရာပြန်မယ်ဆိုတော့အဲ့ဒီအင်ရှင်ရဲ့သားလေးကစကြီးခဏလေးနေပါအောင်အခန်းထဲပြေးဝင်သွားတယ်အဲ့ဒါလို့ဆိုရင်ကျွန်တော်တို့အမှုရဆောင်တွေကစာအိတ်လေးများတယူရပေးမလားလို့ထင်မယ်အများအပြားအဲ့လိုမျိုးပြန်ကနေဆိုပေးကြတယ်လေအဲ့လိုမျိုးဒါထွက်လာတဲ့ခါမှာအားတယ်ထီလေးချောင်းယူလာပြီးတော့ဆရာကြီးတဲ့ထီသွားလေးတဲ့သူ့အဖေကမင်းရတယ်ကွာဒီလောက်မူးခေါင်နေတာဘာလို့ထီလို့လဲဟုတ်ဘူးဖေဖေတို့ခုနဆွတောင်းကြတယ်မဟုတ်ဘူးလားမိုးရွာဖို့ဆွတောင်းဖျားခင်ရွာပေးမယ်လေအဲ့ဒီရှင်ကြားမတင်စဟုတ်တယ်ရှိသွားပြီးတော့အိမ်ကအဲ့ဒီအိမ်ကထွက်သွားတဲ့အခါမှာနှစ်ဖာလုံးသုံးဖာလုံးလမ်းလျှောက်ပြီးတခါတည်းမိုးရွာချတော့ထီလေးနဲ့အိမ်ပြန်လိုက်ရတယ်ကလေးရဲ့ယုံကြည်ခြင်းဒီအဲ့ဒီအချိန်ကကာလီဖိုးနီးယားဒေသရဲ့မိုးခေါင်ခြင်းကိုအများကြီးတက်တာချမ်းသာစေတယ်ဆိုတာတွေ့ရတယ်။ဒါဒီကနေ့ကျွန်တော်တို့ဒီဘုရားသခင်ကကျွန်တော်ခရစ်ယာန်ရဲ့အသက်တာမှာကယ်တင်ခြင်းပြီးတဲ့အခါမှာကောင်းသောအကျင့်မှကျင့်လေဖို့ကောင်းသောအကျင့်ဆိုတဲ့အခါမှာကိုကျင့်တရားသာမကဘူးဘုရားသခင်ဖန်ဆင်းထားတဲ့ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းဆောင်ရှောက်ပြီးအကျင့်ရှိဖို့တန်ရှင်းလုပ်မယ်ခဏလိုဘုရားသခင်ပေးထားတဲ့တည့်ရတွေအလွတ်အလဟာဒမဖြစ်ပဲနဲ့မျိုးစာအဖြစ်ပြန်သုံးကြမယ်။နောက်စသဖြင့်အမြင့်မြတ်လုပ်လို့ရတယ်။အခုလိုမိုးရွာနေမှာစီအစီဒီကျဲတိုင်းအပင်တွေပေါက်လာရင်ကျွန်တော်အများကြီးအပင်တွေစိုက်လို့ရတယ်။နော်အဲ့ဒီမျိုးလုပ်လို့ရတယ်။အဲ့ဒီလိုပြင်ဆင်လို့လည်းရတယ်။အဲ့ဒီနေ့အဖြစ်ဖျားငင်ဖန်ဆင်းထားတဲ့ကဘာကြီးကိုစိန်လန်းဆွပြီးတော့ရာသီဥတုမြတ်တာအောင်လည်းလုပ်ပြီးလို့ရတယ်။ဒါကြောင့်အဲ့ဒီစုံစမ်းခြင်းတွေတဘာဝစုံစမ်းခြင်းတွေကာလနဲ့ဖြစ်တဲ့စုံစမ်းခြင်းတွေအမျိုးမျိုးကလွတ်မြောက်ဖို့ရန်ကျွန်တော်တို့ဒီအကင်းပါလေပြင်ဆင်လှုပ်ဆောင်တယ်လို့ဆုတောင်းနဲ့ဆောင်ရှားဖို့ဘုရားရေးကြည့်တယ်။အင်္ဂလိပ်ဒီကျွန်တော်ကဲ့သို့လောကဓာတ်တရားမှာကျင့်နေတဲ့လူဖြစ်ပေမဲ့3နှစ်နဲ့6လပါလို့မိုးခေါင်နေတာ။မိုးရွာဖို့ဆုတောင်းတဲ့အခါမှာဘုရားခင်မိုးကိုချပေးတယ်။ဒါကနေ့လဲကျွန်တော်တိုင်းပြည်မှာမိတွေပြတ်တဲ့အချိန်မရတဲ့အခါမှာတိတ်ပူပန်းနဲ့ပူတဲ့အချိန်မှာဘုရားခင်ကအမျိုးမျိုးဖန်တီးပြီးတော့နော်မိုးရွာစေတယ်။ဒါကျွန်တော်တို့ဒီအဲ့ဒီဘုရားကလည်းအာကိုလေဘုရားခင်ပြီးထားတဲ့အိမ်မပြောနဲ့ထားပြီးတော့တတိရှိစွာအကင်းပါစွာကြိုတင်ကာကွယ်ရမယ်ဆိုရင်ကျွန်တော်တိုင်းပြည်ကြီးကျွန်တော်မိသားကျွန်တော်ဝန်းကျင်အဲ့ဒီအန်ဒီဆိုတွေကနေတဘာဝမိဘရေပြီးလေးစပြီးအဲ့ဒီဘေးအန္တရာယ်နဲ့လူမြောက်ခြင်းကိုရနိုင်ပါတယ်ထို့ကဲ့သို့ရရှိဖို့ကျွန်တော်တို့တခင်ရှိပြတဲ့စကားထားကြဘာကြောင့်အိပ်ပျော်သလဲစုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလို့ဖို့မင်းတို့လည်းကြိုးစားပြင်ဆင်သူ့လည်းဆုတောင်းပြီးတော့စောင့်နေကြပါထို့ကဲ့သို့လှုပ်ဆောင်ခြင်းအဖြစ်ကျွန်တော်တို့ဝန်းကျင်ကျွန်တော်နိုင်ငံကြီးလူနဲ့ဖြစ်တတ်တဲ့ဘေးကနေအမျိုးမျိုးကလွတ်မြောက်ဖို့ဖြစ်နိုင်ရင်လည်းကြိုတင်ကာကွယ်ခြင်းအဖြစ်လွတ်မြောက်ခြင်းရဖို့ချမ်းသာခြင်းရဖို့ဆုတောင်းကြဖို့ဖြစ်ပါတယ်။ဒီနေ့အတွက်ဆုတောင်းချက်ကတော့မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံဆုတောင်းရဲ့ကော်မတီရဲ့ဆုတောင်းချက်တစ်ချက်ပထမတစ်ချက်ကတော့မိဘအန္တရာယ်နဲ့ကြုံတွေ့ဆုံးရှုံးခဲ့ရသောမိသားစုတွေဦးအိမ်များအမြန်ဆုံးပြန်လဲတည်ဆောက်နိုင်ဖို့ဆုတောင်းပေးဖို့ဖြစ်ပါတယ်။ဒုတိယချက်ကမြန်မာပြည်၌အနှံ့ပြား၌ပေါ်စာမီတုံမီရှုမီအမျိုးမျိုးမဖြစ်ပွားစေပဲပြည်သူအပေါင်းတို့သည်မိဘအန္တရာယ်မှကင်းလွတ်မြေအကြောင်းဆုတောင်းပေးဖို့ဖြစ်ပါတယ်။ထို့အပြင်ဒီနေ့တဘာဝဘေးဒဏ်ဖြစ်တဲ့ငလျင်လှုပ်ခြင်းအန္တရာယ်အောက်တော့ကြောက်ဒီခရမ်းကလာကြတယ်။ဒီနေ့ဒီချို့ trauma ရလို့ဆိုရင်ကြောက်ကြပြီးပူပန်နေကြတယ်။သူတို့ရှိမှလည်းနှိမ့်သိမ့်ခြင်းရဖို့ဆက်ပြီးတော့သူတို့ကိုကုညီမဆတဲ့လူတွေကလည်းဆက်လက်ကုညီမဆနိုင်ဖို့ဘုရားသခင်ကလည်းကောင်းကြီးမင်္ဂလာပေးဖို့ဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်မြတ်စွာသောဘုရားခင်မိမိအန္တရာယ်နဲ့ကြုံတွေ့ခဲ့ရသောမိသားစုများသူဆုံးရှုံးခဲ့ရတယ်အိမ်မှာစာရေးဥစ္စာပစ္စည်းများ
ပြန်လဲပြီးတော့ဒီဆောင်နိုင်ဖို့ဘုရားသူတို့ကိုကောင်းကြီးပေးတော်မူပါအားလျော်စိတ်ပြည့်ခြင်းမရှိဘဲနဲ့မိသည်ခုနလိုမိမိတို့အသက်ကိုမယူသွားဘဲနဲ့အသက်ရှင်ကိုပေးခြင်းသည်ပြန်လဲပြီးတော့အရာခတ်သိမ်းကိုရောအားဖြင့်ပြန်လုံနိုင်ကြောင်းကိုလည်းနားလည်လေလာမယ့်အချိန်တွေမှာဤကဲ့သို့အန္တရာယ်ကြီးဖြစ်လာရင်ကြိုတင်ကာကွယ်နိုင်ဖို့ဤကဲ့သို့မဖြစ်အောင်လဲကြိုတင်ပြီးတော့တားဆီးနိုင်ဖို့ဉာဏ်ပညာကိုကိုရောချပေးတော်မူပါမြတ်ပြည်အနှံ့ပြမှာမိပေါ်ဆောင်မှုကြောင့်လောင်တာရှိပါတယ်တချို့ကတုံးမီရှုပ်မီကြောင့်လောင်တာရှိပါတယ်အမျိုးမျိုးသောလောင်ကျွမ်းနိုင်တဲ့အရာတွေအလုံးကနေကျွန်တော်တိုင်းသူပြည်သားတွေရက်ွက်သူရက်ွက်သားတို့သည်ရွာသူရွာသားတွေလွတ်မြောက်နိုင်ဖို့ရာကြိုတင်ပြီးတော့ပြင်ဆင်နိုင်ဖို့ကာကွယ်နိုင်ဖို့ဉာဏ်ပညာကိုပေးလက်ထို့အပြင်ဤအန္တရာယ်အမျိုးမျိုးကနေကာကွယ်ပေးနိုင်တဲ့ကိုရရှင်ထံသို့လည်းယုံကြည်ခြင်းအပြည့်အဝနဲ့ဆုတောင်းမဆာခြင်းကိုခံစားနိုင်ဖို့ကျွန်တော်ဒီလှုပ်ဆောင်ခြင်းအပြင်ဤကဲ့သို့သောတဘာဝအန္တရာယ်အမျိုးမျိုးကနေကင်းလို့ခြင်းကိုကျွန်တော်တို့အတီးတီးခံစားနိုင်ဖို့ကိုကောင်းကြီးပေးတော်မူပါမိမိတို့ရဲ့မွေးနေ့ကိုမြင်ကြတဲ့မွေးနေ့ရှင်များနဲ့မိမိတို့ရဲ့မင်္ဂလာချက်မြတ်ကိုမြင်တဲ့မင်္ဂလာစရိမောင်တော်တွေတွေ့လဲတတိယဆုတောင်းပေးပါတယ်မေတ္တာပူဇော်ပေးပါတယ်သူတို့ဒီလေဤကဲ့သို့သောအန္တရာယ်မျိုးကနေလွတ်မြောက်ဖို့ရာမိမိတို့ကိုယ်တိုင်ဆုတောင်းရင်းနဲ့မကကြိုတင်ပြင်ဆင်ခြင်းအဖြစ်မိမိတို့မိသားစုမိမိတို့ဝန်ကျင်မိမိတို့အသင်းတော်တစင်တဲ့မိမိတို့နိုင်ငံကြီးထုံမင်္ဂလာကိုပြေဝစွာခံစားနိုင်တဲ့အောင်သူတို့နှလုံးသားများသည်လေတကယ်ပဲတိုင်းပြည်ကိုချစ်တော်စိတ်မိမိအသင်းတော်များကိုချစ်မြတ်လို့သောစိတ်ကိုရရှင်ဖန်ဆင်းထားတဲ့တဘာဝဒီကိုထင်းသိမ်းသောအဖြစ်သူပျက်စီးခြင်းကနေလွတ်မြောက်ဖို့ကြိုးစားလှုပ်ဆောင်ရင်းကကာကွယ်ပေးနိုင်တဲ့အန္တရာယ်ဖြစ်လို့လူတွေမတတ်နိုင်တဲ့အချိန်မှာအော်စရာကာကွယ်ပေးနိုင်တဲ့ကိုရရှင်ထံသို့လည်းဆုတောင်းခြင်းအဖြစ်စောင့်ရှောက်နိုင်ဖို့ဤကဲ့သို့အသီးသီးတို့သည်ကျွန်တော်ပြည်တော်ကြီးအတွက်ကြိုးစားလှုပ်ဆောင်ကာကွယ်ဆုတောင်းခြင်းအဖြစ်ဤမကောင်းတဲ့တဘာဝပေးတဲ့အမျိုးမျိုးကနေလွတ်မြောက်ခြင်းဤတဘာဝဘေးဒဏ်ကြာရောက်တဲ့အခါမှာလဲကြိုတင်ကာကွယ်ခြင်းအဖြစ်ဆုံးရှုံးမှုတွေနေပါခြင်းနဲ့မင်္ဂလာဖြစ်ဖို့ရာကိုရရှင်ကိုရတိုင်းကျွန်တော်အသင်ပေးခဲ့တဲ့နှုတ်တမချန်းစာအတိုင်းဆုတောင်းခြင်းအတိုင်းကျွန်တော်တို့ဒီအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းနဲ့ကင်းလွတ်စေဖို့ရာသခင်ဘုရားသင်ပေးခဲ့တဲ့ပတ္ထနာတော်ကိုကျွန်တော်တို့သဘောတူတဲ့ယုံကြည်ခြင်းပါလက်အတူတကွဆုတောင်းကြမည်ပါကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့ဖာကိုယ်တော်ဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမာသောအပြစ်များကိုကျွန်ုပ်တို့သည်လွတ်တကယ်သို့ကျွန်ုပ်တို့အပြစ်များကိုလွတ်တော်မူပါအပြစ်တွေဆောင်ရသောမလိုက်မပါစီပဲမကောင်းသောအမှုရာမှလည်းကဲနှုတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းတကူအာနုဘော်တော်သည်ကဘာအဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်ရုပ်သိမ်းမှုအတွက်ဓမ္မသခင်အမှတ်258ပို့ဆောင်တော်မူကျူတခြင်းဖြစ်ပါတယ်။အိုးငိမ့်ဝေရာမြတ်မင်္ဂလာငါပြုမှုတိုင်းငါသွားလေရာသခင်ရှုစောင့်ထိန်မူပါလက်ယုံတစ်ဖြင့်လက်ကိုတိုင်ချက်လျက်ပို့ဆောင်ပေးပါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလောကမှာအသက်ရှင်နေစီထိုကဲ့သို့သခင်ရှုအားဖြင့်ခဏပြောတဲ့အန္တရာယ်အမျိုးမျိုးကိုလွတ်မြောက်ဖို့ကြိုတင်ကာကွယ်နိုင်ဖို့မအိပ်ပဲနဲ့တတိရှိတဲ့အကင်းပါစွာစောင့်ရှောက်နိုင်ဖို့ဆုတောင်းခြင်းအဖြစ်လည်းဘုရားခင်ရဲ့ပါဝင်
မဆာခြင်းကိုခံစားနိုင်ဖို့မေတ္တာပို့တဲ့သဘောနဲ့တီးဆိုချီးမွမ်းကြပါစို့ရှိတော်မူသောအဖမြတ်စွာသောဘုရားသခင်ကျွန်တော်တို့ရဲ့ပို့လျက်မှုကြောင့်ဖြစ်ပွားခဲ့တဲ့အရာများအပေါ်မှာတယောက်နဲ့တယောက်အပြစ်တင်ခြင်းကဲ့ရဲ့ခြင်းမပြုဘဲနဲ့လာမယ့်အချိန်တွေမှာဤကဲ့သို့သောအန္တရာယ်တွေမဖြစ်လာနိုင်ဖို့ရာကျွန်တော်တို့ဒီတတိရှိလျက်အိပ်ပျော်နေခြင်းမရှိဘဲနဲ့ဤနောက်ဆက်ခြင်းအမျိုးမျိုးကနေကင်းလွတ်ဖို့ရကိုယ်တိုင်ပြင်ဆင်ရနေမကကိုရောကိုအာကိုစုတောင်းခြင်းအဖြစ်ဤအန္တရာယ်အမျိုးမျိုးကနေကျွန်တော်တိုင်းသူပြည်သားများလွတ်မြောက်စေဖို့ကောင်းကြီးပေးဖို့ရစုတောင်းကြတဲ့အခါမှာထာဝရဘုရားသည်ကျွန်တော်တို့နိုင်ငံကြီးကိုကောင်းကြီးပေး၍စောင့်မကြည့်ရှုပါစေသောကျွန်တော်နိုင်ငံမှာမိတည်နေထိုင်ကြသောတိုင်းသားအသီးသီးပေါ်မှာကိုရဲရွှေမျက်နှာအလင်းတော်ကိုလွှတ်လျက်ကျွန်တော်တို့အာဂယုဏကျေးဇူးပြုတော်မူပါစေသောကျွန်တော်တို့နိုင်ငံတော်ကြီးနှင့်ပြည်သူပြည်သားအားလုံးတို့ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မိသားစုချင်းကျေးဇူးအပေါင်းတို့သည်ကျွန်တော်တို့နိုင်ငံတော်ကြီးနဲ့နိုင်ငံသူနိုင်ငံသားအသီးသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိ
တည်နေပါစေတည်းအာမင်